အားလုံးမင်္ဂလာပါကျွန်တော်ဒီမနေ့မှာသတင်းတပုတ်နားထောင်မိတယ်အဲ့ဒီသတင်းတပုတ်ကတော့ဒီ88ခုနှစ်တုန်းက Burma Democratic Front ဆိုတဲ့ BDF ဖွဲ့စည်းကိုစတင်ဖွဲ့စည်းတည်ထောင်ခဲ့သူခုတ်လျန်ရဲ့ပြောဆိုချက်စကားပဲဖြစ်ပါတယ်ဒီခုတ်လျန်ရဲ့ပြောဆိုတဲ့အဲ့ဒီသတင်းထဲမှာအခုနောက်ဆုံးကျွန်တော်တို့ချင်းလန်းကောင်ဆရာဖွဲ့စည်းထဲမှာလက်နက်ကဖွဲ့စည်း19ဖွဲ့ဖြစ်သွားပြီးနောက်ဆုံးကျွန်တော်တို့ဒီချင်းလန်းကောင်ဆရာရဲ့တတ်မှတ်ထားတဲ့အရေးချင်းနဲ့ကိုက်နေတဲ့ဒီဖလားမျိုးနွယ်စုထဲကငေါ်လုံးမျိုးနွယ်စုပဲဖြစ်ပါတယ်ဆိုပြီးမှသူကပြောတော့ခဲ့တာကျွန်တော်နားထောင်မိတာဖြစ်ပါတယ်ဒီကိစ္စတွေပတ်သက်ပြီးတော့ကျွန်တော်အနည်းငယ်တုံ့ပြန်ချင်ပါတယ်ဆိုတော့ကျွန်တော်တို့ငေါ်လုံးရဲ့တွေကဒီရခုလက်စစ်ဖြစ်ပွားနေတဲ့ဒီဒေါ်လာရေးကဗီဒရှက်ခက်တုံးကကျွန်တော်တို့အချင်းချင်းနေမိချက်တဲ့ဒေါ်လာရေးခက်မဟုတ်ဘူးကျွန်တော်တို့ဒီရှိပြီးသားနယ်နိမိတ်တွေပေါ်မှာဘူကြအာနာစင်လုံနေတဲ့ဒီစစ်အာနာစင်စနစ်ကိုကျွန်တော်တို့ဒေါ်လာနဲ့အချင်းကလာဖြစ်ပါလေဆိုတာကိုကျွန်တော်တို့ကောင်းမွန်သိရှိနားလဲပါတယ်အဲ့ဒီသိရှိနားလဲတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖလာမြို့နယ်မှာသိရှိကြတဲ့ငေါ်နေမီတီတက်ကလုံးငယ်တွေကိုကျွန်တော်တို့ဒီငွန်မျိုးနွယ်စုနာမည်နဲ့လက်နဲ့ကင်မတီထောင်ဖို့အချင်းချင်းကျွန်တော်တို့ကလည်းကြိုးစားပြီးမှတိုက်တွန်းလာခဲ့ကြပါတယ်မလုံငယ်မြတ်ကျွန်တော်တို့ဒီစစ်အာဏာရှင်စနစ်ကိုတိုက်ခိုက်ချင်တယ်ဆိုရင်ကိုယ့်ရဲ့လို့ချင်ရမီဒီလက်နဲ့ကင်မဆိုဝင်ကြပါဒါပေမဲ့ဖလားမြုပ်နဲ့အတွင်းမှာတည်ရှိတဲ့ငေါ်နယ်မီတီတကိုတော့မထိခိုက်ကြဘူးပြီးတော့အယက်တာပြီးတို့လို့ထုတ်ရဲ့အုပ်ချုပ်မှုရန်တရဲကိုမထိခိုက်ဘူးပြီးတော့လက်နဲ့မဲ့ဘီတိုလိုထုတ်အပေါ်မှာလက်နဲ့အားကိုပြီးမှာဒီ1990နှစ်ခုနှစ်ကတည်းကနေ2010ခုနှစ်အထိဘူကြစကြည်ကောက်ဓာပြလုတ်ခဲ့တဲ့ CNF နဲ့လုတ်ရက်လိုမျိုးထပ်မှမလုတ်ကြဖို့ကျွန်တော်တို့နေမီတီတာကိုစကားစခန်းလည်းမရှိဘူးဆိုတော့ငေါ်လုံငယ်မြတ်စစ်အာဏာရှင်စနစ်ကိုတိုက်ခိုက်ခြင်းနဲ့ဆိုရင်မိမိရဲ့နည်းစရာလိုချင်တဲ့အဖွဲ့အစည်းမှာအေးစစ်တာနေကြဝင်ကြအဲ့ဒီဝင်ပြီးမှအဲ့ဒီအဖွဲ့အစည်းကနေအားကိုအားထားထိုက်တဲ့လူငယ်ကောင်းချင်းလူငယ်ခေါင်းဆောင်ကောင်းဖြစ်အောင်ဒါကြိုးစားကြဖို့ကျွန်တော်တို့အချင်းချင်းတိုက်တွန်းခဲ့ပါတယ်တိုးတော်လဲကျွန်တော်တို့2023မှာဒီ CNF နဲ့အဖွဲ့အစည်းကICNC နဲ့ CADC ဖွဲ့စည်းထဲကနေနှုတ်ထွက်ပြီးမှ1990ခုနှစ်ကတည်းကအာဏာသိမ်းခဲ့တယ်လို့ဒုတိယအချင်းဒီ2020ရွေးကောက်ပွဲအရာချင်းပြည်နယ်မှာအနိုင်ရလွတ်တော်အဖွဲ့အစည်းတွေနဲ့ဖွဲ့စည်းတည်ထောင်ထားတဲ့ ICNC ကိုဖျက်သိမ်းနေတာမှာက CADC ကိုလည်းသူတို့ကထမှန်ပြီးတော့ဖျက်သိမ်းပြီးလိုက်တယ်ဒါဒုတိယအချင်းကအာနာသိမ်းမှုတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတဆင်ကျွန်တော်တို့ဒီ CNF CNA ရဲ့တော့ပုံသွားလာနေကကျွန်တော်တို့လာမမှန်တော့ဘူးဒါပြုတ်ပင်တင်တယ်ဆိုတာကျွန်တော်အဲ့ဒီကနေစပြီးမှဒီ CNA ကိုစဝေးဖန်လာခဲ့တာဖြစ်ပါတယ်ယနေ့ဒီချင်းကာလအထိဆိုတော့အထူးသဖြင့်2023ခုနှစ်မှာဒီချင်းနန်းကောင်စီရဲ့လက်အောက်ထဲမှာသူတို့ရဲ့ပါတီဖြစ်အောင်ပေါ့နော်သူတို့လက်အောက်ခံကျွန်းဖြစ်အောင်ဒီမျိုးနွယ်စုအလိုက်ကိုသူတို့ကပါတီလိုက်ရှာတယ်မဲရှာနေတယ်ပေါ့နော်သူတို့ကိုထောက်ခံရထောက်ခံအောင်ပေါ့နော်အထူးသဖြင့်2023ခုနှစ်အောက်တိုဘာလအတွင်းမှာပထမအချင်းအလီယာလို့ခေါ်တယ်ကိုတည်ဆုံးသွားပြီးတည်တင်ဒီဘုံထောင်ဖို့သွားပြီးမှအဲ့မှာကားထဲမှာဘုံပေါက်ကွဲပြီးမှသူဆုံးသွားပြီးသူဥဆောင်ပြီးမှကျွန်တော်တို့ယူဟာကနေစပြီးမှငေါ်နေမီတီတာတခုလုံးကိုပထမအဆုံးတနတ်နဲ့အရမိုးယိုပြီးမှစေယုံရပထမဆုံးလာခဲ့တယ်ဆိုတော့အဲ့ဒီလာခဲ့ပြီးမှအဲ့ဒီတုန်းကဘာလီပြောခဲ့တယ်လဲကျွန်တော်တို့ငေါ်လိုမျိုးတွေမျိုးနွယ်စုတွေ CDF လက်နက်ကတီထောင်ကြပါမင်းတို့လိုအပ်တဲ့လက်နက်ခဲရတွေဖြစ်စည်းတွေကိုကျွန်တော်တို့နောက်ကနေအကုန်
ปั้นปูปีตัวแม่ไม่รู้ไปสั่งกุ้งจัสยามาลูบุจะนอลูกาเปอากุ้งเท่าไปปีตัวแม่อะไรจอง CDF งอนสุรากูตีทองจับสูปีมาซาปีมาซียงลาแค่เลยดิซียงลาแค่ปีมางอนลูเงด้วยกูจีว่าเทกับบ่เนาะลูเงด้วยกูไปสั่งนี่เงปีมายัดได้จุยปีมามูเดอชิงมาแต่นั่นดีไกลใครปีมาโลเนี่ยเป็น CNA แท้มางอนลงด้วยกูปัทมาส่งเสียงโลเนี่ยไม่สวยกว่าละแค่จะบาดเลยดิสวยขอละปีมาดีปัทมาส่งตีนานตัวปีจ่าเลยมาตีนานเลยเตยาวจ่าเลยงอนลงยาวตรงเสียเราบอกเนาะตีนานชิมปีมาลิกันนี้CNA งอนสุปีมามิวเนี่ยนามีปีมางอนเนี่ยมีเทมาวิ่งใครเด้ดิการนี่เจ้าชอบจริงงอนลุงด้วยกูสียงยีโลแต่ชูดีก็ทวดปีโดอัตเตมาปีได้ลุงด้วยกูสวยคอทวดปีไล่เชียโลเนี่ยเปลุงด้วยCNA เทกันนี่ทวดปีละแค่จะเลยอาซาไปมาတော့ CNA ထဲမှာငေါလုံငယ်များကျဝင်ခဲ့တယ်ကျွန်တော်စရင်အရာတော့အယောက်80ကျော်တော့ဝင်ခဲ့ကြတယ်ဒါပေမဲ့နောက်ပိုက်ကြတဖြည်းဖြည်းနဲ့ထွက်ပြေးသွားကြတယ်အကုန်ထွက်ပြေးကြတယ်အဲ့လိုကြီးလို့မများကြတော့ဘူးဒါအစီတရားမှန်တရားပဲဖြစ်တယ်ဆိုတော့ဒီ2021နဲ့ဒီ2023ကြားမှာကျွန်တော်တို့ငေါ်နေမီတီတမှာဘာပြဿနာတဆုံတစ်ခါမှမရှိဘူးတစ်ခုမှလည်းမရှိဘူးနိုင်ငံရေးမှာလည်းဒီ CNA ချင်းတဲ့ကောင်စီအောက်မှာဝင်တဲ့အဖွဲရဲ့ဒီချင်းငင်အောင်ကိုထောက်ခံအားပေးတဲ့အဖွဲရဲ့ဆိုတာကျွန်တော်တို့ငေါ်နေမီတီတမှာလုံးဝမရှိခဲ့ဘူးဒီလိုမျိုးချင်းပြည်နယ်မှာမျိုးနွယ်ဆိုအချင်းကြားထဲမှာတော့နိုင်ငံရေးစီရေးတဘောထားနှချမ်းကွဲအလားအောင်လှုပ်လာတဲ့ตัวกะเป็นตัวเล่แต่ไม่แต่ข้างกะเป็นตัวมาหอบป่าบูแต่สุดๆชิกเรกันนี่เล่นในไกลละเลย CNF เนี่ยป่าเบแต่อาลงแต่ไม่แต่ข้างกะตัวป่าเบผิดเลยไอ้นี่กันเนี่ยเจ้าช่องนัทท่องนัทเสรีมาฝรั่งมิวติ้งไต้ป่วยสินวยนี่สิมาเลยมิวจะนรู้ตีตาด้วยมาเล่นในด้วยเนี่ยลาปีมามิวสิยงยี่ลูกจัดเนาะลูกจัดพี่เราจะเพิ่มมา CDFหัวเราอภัยสีกันเลยนอกกันนี่วิจัยเนี่ยมีอะไรเล่นเนี่ยดูเลยสปอร์ตปีท้ายเลยแต่เลยแต่เพิ่มมาที่ฝรั่งเนี่ยมีเทมาเลสิลุยมีอาสมพินิเดงอนดีรักแต่มีนตัดเนี่ยงอนลูมิวหน่อยสุดเลยด้วยสิ่งงอนมุกแต่มีนตัดเนี่ยเพื่อสิปีนี่ละมาวิญญาป่าวิญญาณวิญญาณอาภิกูกินเนี่ยตัวพิเดแต่ที่กับปุยเตอุสาวเนี่ยพอยบ่เนาะฝรั่งมิวตั้งแต่พอยตะเช่าลงมาเลยจริงดีฝรั่งมิวตั้งแต่พอยกูมาอ้องมินละมิวตาชีแค่เด้โลลาแค่เด้อารมณ์ตีจ่าได้ไปအခုလေနောက်ဆုံးကြရင်အခုဒီမတော်တဆနဲ့စီတဲ့ဟွန်ငေါပွိတဲ့ဖွင့်နေစီနော်စင်တဲ့ကြားထဲမှာပဋိပက္ခဖြစ်သွားခဲ့တယ်အဲ့ပဋိပက္ခဖြစ်သွားတဲ့အချိန်မှာမစီမဆိုင်တဲ့ CNF ကဒီ CNDF ရဲ့ဌာနချုပ်ကိုဝင်ပြီးမှတင်းလိုက်တယ်အဲ့ဒီကနေ CND အဖွဲ့တွေကနောက်ဆုတ်သွားတယ်အဲ့ဒီနောက်ဆုတ်တဲ့အချိန်မှာဒီဖလားမြို့နယ်တခုလုံးပေါ့နော်တခုလုံးကို CNA ကသူကြိုက်တယ်လို့ဟိုဒီတွားလုံးလာခဲ့တယ်အဲ့ဒီလုံးလာခဲ့ပြီးမှဒီရောင်ကုန်းကြီးရွာကိုတီးတင်နေဖလားနဲ့အဲ့ရောင်ကုန်းကြီးရွာမှာ CDF ငွန်အမိခအဖွဲ့အစည်းကို2025အတွင်းမှာစကန်တက်စကန်ချခိုင်တယ်အထူးသဖြင့်ရောင်ကုန်းအမကကြောင်တွင်ထဲမှာနေကြတာများတယ်ပြီးတော့ဒီပထမဆုံးစကားဆက်ကြောင်ထိုးလာတော့အကုန်ထွက်ပြေးကြတယ်တကယ်လဲစကားစကိုမတားကြဘူးပြီးတော့အခုဒုတိယကျင်းစကားစ2026ကျွန်တော်လေးလာမှာစစ်ကြောင်ထိုးလာပြန်တယ်ထိုးလာပြန်တော့အဲ့ဒီကနေအကုန်လုံးထွက်ပြေးသွားကြတယ်ထွက်ပြေးသွားကြပြီးမှအဲ့ဒီ CDF ငွန်အမိခန်တွေက CNA မှာဂျွန်ဘဝခံလိုက်သွားတယ်နော် CNA မှာကုန်ပေါင်းသွားလိုက်တယ်
တချို့တွေကထွက်ပြီးတော့ကြတယ်အဲ့ဒီထွက်ပြီးတဲ့တူမှာကျွန်တော်မျိုးလဲပါတာပဲတည်တယ်ကျွန်တော်ထွက်ပြီးမှအခုနောက်ဆုံးဒီဒုတိယအကျင့်စစ်ကြောင်းထိုးလာတဲ့အချိန်မှာလိုနည်းနည်းတော့ပဲကြံတော့တယ်အဲ့လောက်ကြီးများချင်းမကြံတော့ဘူးဆိုတော့အဲ့လေနည်းနည်းကြံတဲ့အချိန်မှာ CNA ကပဲအကုန်တောင်းဝင်ယူပြီးမှ support ပြီးမှနောက်ဆုံးကြရင်အားမရှိတဲ့အချိန်မှာပေါ့နော်အဓိကဒီအားကောင်းနေတဲ့ဒီသူတို့ရှင်မှာတင်တန်းတော့အများကြီးတက်နေတဲ့အချိန်မှာဒီတခုကိုပေါ့နော်လူဆိုးမွေးတယ်လို့သူတို့အနာကောင်ဖလန်တခုကိုဖြစ်စီဖို့ CNDF ချင်းနေအောင်တွေကိုဖြိုခွဲနိုင်ဖို့သူတို့ကလူဆိုးမွေးတယ်လို့ဂိုင်းကနာအဖွဲစီတခုကိုမွေးချင်တာဒါပေမဲ့မမွေးနိုင်ဘူးမမွေးနိုင်တဲ့နောက်ဆုံးကျရင်သူတို့စီမှာပဲကိုแล้วခံကျွန်းခံဘောဝင်သွားကြတယ်အဲ့ဒီထဲမှာထွက်ပြေးကြတဲ့တချို့တွေကပြီးတော့အားမကောင်းတဲ့အချိန်ကြာရင်နောက်ဆုံးကြာရင်အခုဒီစကားစစ်ကြောင်းဖလာနေမီတခုလုံးအစစ်ချမ်းတခုလုံးမှာအထူးလေစကားစစ်ကြောင်းထူးနေတဲ့အချိန်မှာဒီစကားကိုတကယ်နိုင်အောင်တားနိုင်အောင်အင်းနာအလုံးအရင်နဲ့တိုက်ရမယ်အစားအဲ့ဒါကိုချင်းကောင်းယူပြီးမှကျွန်တော်တို့ငေါ်နေမီတီတာမှာတက်စခန်းချဖို့ပြီးတော့စီရင်လိုမျိုးနွယ်ဆိုနေဒီငွန်ဒီမျိုးနွယ်ဆိုကြားထဲမှာပฏิပက္ခဖြစ်အောင်အခုရောင်ကုန်းတီတာနဲ့ဒီဗော့လက်ရှာလုံးခံတပ်ပေါ်တော့အဲ့ဒီနေမီတီတာတစ်ခုလုံးကိုစီတဲ့စီရင်တွေကတင်းဖို့စူးစမ်းနေကြပြီငေါ်နေမီကိုပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ငေါ်နေမီတွေကိုကာခွဲဖို့လိုတယ်ဆိုပြီးမှလိုမျိုးနွယ်ဆိုတဆုနဲ့တဆုကြားထဲမှာအမုန်းတရားဖြစ်လာအောင်ရှိလာအောင်အဲ့လိုနဲ့ပဲနှုတ်ပဲဗာလဲနှုတ်ကနေကျိုးကြိုက်ပြီးမှကစားကပြန်ခိုင်းတယ်အခုနောက်ဆုံးကြရင်ချင်းလန်းကောင်စကလည်းခံလိုက်ပါလေဆိုပြီးမှ online ပေါ်မှာထပ်ပြောပြန်လာတယ်နော်ဒါမှလူကပြောတာမဟုတ်ဘူးဒီစီလေထဲမှာအကူအားထားထိုက်တဲ့ခေါင်းဆောင်တဦးကပြောတာဖြစ်ပါတယ်တစ်ဖက်မှာကျွန်တော်ပြောရမယ်ဒီလိုမျိုး CNF CNA ကငေါ်နေမီတီတာမှာတက်စခန်းချဖို့ပြီးတော့အယက်တာပီတိုလိုထုတ်စီမှာအမျိုးမျိုးနိုင်ငံကြီး brain weight လောက်ပြီးမှစီယုံရေလုံနေတာကဒါတကယ်တမ်းပြောရမယ်ဆိုငေါ်နေမီတီတာတခုလုံးနဲ့ငေါ်ပီတိုလိုထုတ်တွေကိုဒုက္ခရအောင်စစ်ပြီးဒုက္ခရောက်အောင်စကားဘုံကျဲလာအောင်တမင်တက်လောက်တာတဲ့အတော်တူဖြစ်ပါတယ်အခုစကားတက်လာလေဝါလုံမှာနော်စကားနေဝါလုံအထက်ကကြောင်းထဲမှာတော့စကားချလာကြတယ်နေထိုင်လာကြတယ်အဲ့မှာရှင်နေရှိလာတဲ့နေရာတိုင်းမှာစကားဘုံကျဲသွားတာလေအခုလည်းဒီလိုမျိုးဖြစ်အောင်ဒါတမင်တက်တဲ့ရှင်နေကနိုင်ငံကစားကွက်လုံးနေတာနောက်ဆုံးကျရင်ဒီငေါ်နေမီတီတာတခုလုံးကိုစစ်ယုံစစ်နေမီအဖြစ်ဖန်တီးပြီးမှဘီတိုလိုထုတ်တွေကိုစစ်ဘီဒုက္ခကြာလာတဲ့အချိန်မှာငင်းငွေလာကြမယ်အဲ့ဒီငင်းငွေလာတဲ့အချိန်မှာအဒီဒါခံနော် CNO CNDF ကိုဘီတိုလိုကအမင်းဆောင်လာအောင်နော်မုံလာအောင်ဒါနှုတ်ွယ်ကနေတမင်တက်တဲ့စီနေကနိုင်ငံရေးကစားနေတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်အခုနောက်ဆုံးကျွန်တော်တို့ငွန်နေမီတီတာမှာဒီဇန်နဝါရီလအတွင်းမှာပဲเนาะငွန်ကြီးရွာဥက္ကဋ္ဌတွေကိုစီဝေးခေါ်ခဲ့ကြတယ်လေခေါ်ခဲ့ကြပြီးမှအဲ့ဒီမှာတက်စခန်းချဖို့တခါပြောပြန်ကြတယ်ပြောပြီးမှဒီအဲ့ဒီမှာပီတိုလိုထုတ်ကထောက်ခံမထောက်ခံကြဘူးကြီးရွာဥက္ကဋ္ဌကိုယ်တိုင်တွေကလည်းမထောက်ခံကြဘူးစခန်းမကြပါနဲ့တောင်းဆိုတယ်ဒါပေမဲ့တောက်ရှောင်း2013ခုနှစ်ကဒဲကနေစနေအထိဒီဘီတိုလိုထုတ်ရဲ့တောင်းဆိုချက်ကိုအတိအမှမပြုတ်ပဲနဲ့လက်နဲ့အားကိုပြီးမှအချက်မူးယွင်းပြီးမှဒါဆက်လက်လုပ်ဆောင်နေတာကဒါနောက်ဆုံးကြရင်နော်အချင်းချင်းဒီမခံနိုင်တဲ့ဆုံးကြရင်ဒါထာဝရမဖြစ်စင်းနိုင်တဲ့လူမျိုးကြီးပฏิပက္ခတွေ
နိုင်ငံရေးပဋိပက္ခတွေနေနမိတ်ပဋိပက္ခတွေဆက်လက်ပြီးတော့ပြင်းထန်လာမှာပြင်းထန်လာတဲ့အစဉ်မှာနောက်ဆုံးကြရင်ကျွန်တော်တို့အခုတိုက်နေတဲ့စစ်အာဏာရှင်ကိုလည်းမနိုင်အချင်းချင်းလည်းမနိုင်နောက်ဆုံးကြရင်ကြံရမယ့်တမိုင်ကဘာပဲကြံရမှာအမုန်းတရားနဲ့အချင်းချင်းမကြည်နှံ့မှုတမိုင်ပဲကြံမှာဖြစ်ပါတယ်ဒါကြောင့်ရှင်းတဲ့ခေါင်းဆောင်များကျွန်တော်တို့ပြည်သူလူထုအများစုကငေါ်နေမီပြည်သူလူထုက CNF ကိုမထောက်ခံဘူးဒါကျွန်တော်အာမခံပြောရဲတယ်ဘာကြောင့်မကြောက်ခံတာလဲမင်းတို့အတစ်တွေက2009နဲ့ကတည်းကနေ2010ထဲမင်းတို့ငေါ်နေမီတမှာဘယ်လောက်ဒါပြဖြစ်မှာစက်ကြီးကောက်ပြီးမှာဝန်ပြည်သူလူထုတွေကြီးရောကထားတွေကိုမင်းတို့ဘယ်လောက်ရိုက်နေခဲ့တယ်လဲမင်းတို့ဘယ်လောက်ရိုက်ဆိုင်ခဲ့တယ်လဲမင်းတို့တမိုင်းကိုမင်းတို့ကိုယ်တိုင်ဝန်ခံကြအဲ့ဒီတမိုင်းတွေကိုနော်ပြန်ကူတာချင်းတောင်မလုပ်ပဲနဲ့အခုထက်ခါပဲမှာဒီလိုမျိုးလက်နဲ့အားကိုပြီးမှာငါတို့ဒီတာမှာကျွန်တော်တို့ဒီတာမှာဒီလိုမျိုး type မှာနိုင်ငံရေးစိတ်ကြီးလုံမျိုးရေးနယ်နမိတ်ရေးရာကိစ္စအားလုံးတွေကမျိုးကစားနေတာကဒါလုံးဝကိုရတဲ့တယ်လုံးဝမလုပ်ကြတော့နဲ့ဆက်လက်လုပ်နေပါကနော်ဆက်လက်လုပ်နေကြပါကအနာကမှာကျွန်တော်တို့ဖြည့်စင်းလို့မရတဲ့ဘိုးဘွားခက်ကတော့ဘောနော်မျိုးနွယ်စုအစင်းချင်းကြထိုင်ပါဝဲလေဖြစ်ပေါ်လာနေတယ်ဒါတွေကိုလုံးဝတတိထားဖို့လိုပါတယ်ခင်ဗျားတို့စကားစီအနာစင်စနစ်ကိုအမှန်တကယ်တိုက်တယ်ဆိုရင်အခုမြို့ပြထန်တလာမှာစကားစခန်းတိုက်ဖို့များကြီးရှိတယ်အဲ့ဒါကိုနိုင်အောင်တိုက်ချအဲ့ဒါကိုတိုက်ပြီးတော့တိုက်ပြီးမှအဲ့ဒီမှာစခန်းချင်းကြစထန်တလာမြို့နယ်တစ်ခုလုံးကိုအုပ်ချုပ်ရေးရတယ်လေပတ်လို့ကြအဲ့ဒီခါနေတစစ်အခုကလေးမျိုးဖိတ်ကနေတက်လာတယ်စကားစားတွေကိုမင်းတို့ကခန်းစစ်အဖြစ်လုံးဝမတက်လာနိုင်အောင်လို့ရမှာအခုကမင်းတို့ကတိုက်တယ်လို့မတိုက်တယ်လို့လုံနေတယ်ဆိုရင်မတိုက်ကြတော့နဲ့အခု CNDF တွေကလည်းမတိုက်ကြဖို့ကျွန်တော်အပိလေတစ်ဖက်မှာ CNA ရဲ့နိုင်ငံကစားလို့နေရမယ်အစားအဲ့ဒီမှာစကားစားဝင်ခိုင်းပြီးမှသူတို့တွားချင်တဲ့နေရာက recorder တွားမှာပြီးတော့ဟိုဘက်ထန်တလန်တွားမှာအခုတက်လာတဲ့စကားစားတို့ရဲ့သူတို့ရဲ့ရီမန်ချက်ပန်းတွေကဟာခတက်မယ်ထန်တလန်တက်မယ် recorder နဲ့အိန္ဒိယနဲ့မြန်မာဘောင်းလေးကိုသူတို့ကပြန်ထင်းချုပ်ချင်တယ်ဟုတ်လေတို့ CNA ကတကယ်မတိုက်ရင်လွတ်လိုက်ပါသူအစ်စ်တွားမှာတွားပြီးမှဒီကထန်တလာနဲ့ဒီဟိုဖက်ဟာခါမျိုးတစ်ခုလုံးအခု CNA ထင်းချုံနေမိတစ်ခုလုံးကစကားစားရဲ့ထင်းချုံမောမှာအတူလိုလွင်းနဲ့ရောက်သွားမှာအဲ့ရောက်သွားတဲ့အချိန်မှာဘယ်သူပဲနေနာမှာတို့ပဲနေနာမှာအဲ့ဒါကြောင့်တိုက်တယ်ဆိုရင်အမှန်တကယ်ကိုတိုက်စီယုံချင်းအမျိုးသားတိဆောက်ရတကယ်လိုလားတယ်ဆိုရင်မင်းတို့နေမိမှာတတိနေနော်ဟာခထန်တလိုက်ကိုနေအောင်တက်နော်ပြီးတော့ CNA ကိုချင်းတမျိုးသားလုံးအတက်မတော့မခေါ်ကြတော့နဲ့ဟာခထန်တလန်တက်ဆိုပြီးမှကျွန်တော်တို့ပြောတဲ့အချိန်မှာလက်မခံဖို့ဆိုရင်နော်လက်မခံဖို့ဆိုရင် CNA ကိုဖျက်သိမ်းလိုက်လက်ခံနေဆိုရင် CNA ဟာခ CNA မှာပေါင်းကြစီတဲ့ထန်တလန် CNA မှာပေါင်းကြမင်းတို့လာဟောအတုံးကြတယ်အတုံးပြုတ်ကြတယ်လက်နဲ့ကချင်းနေပဲပေါင်းကြလေဘာဖြစ်လို့မပေါင်းကြလဲမင်းတို့ကိုယ်တိုင်တွေကမပေါင်းစီနေပဲနဲ့ဘာဖြစ်လို့တခြားလူမျိုးတွေဆိုနေမယ်တို့မပူကြရန်ကလုံးနေကြတာလေဒါမင်းတို့ရဲ့စရိုက်ကရိုက်ဆိုင်တဲ့စရိုက်တွေဖြစ်တယ်လို့စိတ်တောင်မဟုတ်ဘူးဒါပြီးတော့စီတဲ့ဟာခါတို့စီတဲ့ထန်တလန်တို့မင်းတို့စီတဲ့ CNA ထဲမှာမပူပေါင်းလို့ဘူးဆိုရင် CNA ကိုပစ်တာကိုဒွန်းဟန်လိုက်ထွက်လိုက်အဲ့လိုလဲမတွန်းဟန်ချဘူးဟိုလိုဒီလိုနဲ့လုံနေတယ်ဆိုရင်မင်းတို့တော်လိုင်းကအောင်မြင်မှာမဟုတ်ဘူးငါချင်းတီပြောင်းရဲတယ်နော်အဲ့လိုမျိုးကိုအချင်းချင်းမပေါင်းနိုင်ဘူးဆိုရင် CNA လည်းမပေါင်းကြတော့နဲ့စီတဲ့ဟာခါတွေစီတဲ့ထန်တာလို့ CNA လည်းမပေါင်းကြတော့နဲ့မင်းတို့ဟာကိုတီးတဲ့ရက်တီကြမနိုင်စီပြီးတဲ့လက်တွဲအခါထန်လာတိုက်ကြမင်းတို့တမိုင်းတီထောင်းနိုင်မှာပေါင်းနိုင်တယ်ဆိုရင်စီတဲ့ဟာခါထန်တလာဖြတ်တင်လိုက်စီတဲ့ဟာခါထန်တလန်ကို CNA ထဲမှာပေါင်းလိုက်
ဒါစုစည်းမှုကကိုယ့်ရဲ့မိသားစုအင်္ဂါတွင်ကနေစုစည်းရမှာဘာဖြစ်လို့မင်းတို့အချင်းချင်းတော့မင်းတို့မြုပ်နေတော့မစုစည်းပဲနဲ့သူများနေပြီသူများမြုပ်နေထဲမှာဘူကြနိုင်ငံရေးကစားကိုလို့နေကြတာလေဒါစဉ်းစားဖို့ကျွန်တော်ဒီနေ့မှာပြောချင်တယ်ရှင်နေခေါင်းဆောင်အားလုံးနော်မင်းတို့ရဲ့နိုင်ငံရဲ့အတွေ့အခေါ်တွေကိုပြုတ်ပြင်းရလုပ်ကြပါပြုတ်ပြင်းရလုပ်ကြပါတကယ်ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ချင်းပေတည်ဆောက်ရေးကိုလိုလားကြတယ်ဆိုရင်ကိုယ့်ရဲ့မိသားစုအရေးကိစ္စကနေတည်ဆောက်ခြင်းကိုလမ်းစကြပါစတင်ပြီးအကောင်အထက်ပေါ်ကြပါမိမိတို့ရဲ့အိမ်တွင်းကိစ္စတွေကိုအရေးကိုမတည်ဆောက်လိုက်ပဲနဲ့တခြားတော့မြုပ်နေဆိုလို့ရဲ့အရေးကိစ္စကိုဝင်ရောက်ဆွတ်ဖက်ပြီးမှမလုပ်ကြတော့ဘူးလုံးဝကျွန်တော်ဒီကနေအထူးတိုက်တွန်းခြင်းနဲ့ကြေးရုံတင်ပါတယ်